Okay ဆိုတော့ကျွန်တော်ဒီလက်ရှိဆန်ဆောင်ပါပြီကျွန်တော်တီးတလောက်သွားမယ်ကျွန်တော်ဒီဘေးဒီနံပါတ်တွေစစ်တဲ့ညီးတွေနဲ့ကျွန်တော်ဒီရေးရမယ့်ပုံစံတွေစစ်ရမယ့်ပုံစံတွေကျွန်တော်တီးတလောက်သွားကြည့်လိုက်မယ်နော် Okay ဆိုတော့ကလက်ရှိကျွန်တော်ဆန်ဆောင် NBA ကိုစစ်ကြည့်လိုက်မယ်Android 14ပေါ့နော်လက်ရှိ Android 14ကိုကျွန်တော် version က G2 ဆိုတော့ဒီမျိုးတက်ပြီးတော့ပြီးတော့ G2 နဲ့ Okay ဆိုတော့ကကျွန်တော်ချက်စစ်ကြည့်လိုက်မယ်အဲ့ဒါဘာရှင်းကိုဆက်စစ်ကြည့်လိုက်ရင် CYG2 ပေါ့နော် CYG2 region က CSC ကကြတော့ကျွန်တော်တို့ဒီမှာဆက်ကြည့်လိုက်မယ် HF ဆိုတော့ကျွန်တော်တို့ SM ကဒါဒီပေါ်ရမှာ355F ကို HFတရားရှိုးလိုက်ပဲ FFP မှာဒီကောင်က G2 G7 Android 14 15 bit 9 BID bit 9เนาะ bit 9 14 15ဆိုတော့ကျွန်တော်ဒီ file ကို download လုပ်အောင်ဒီ file ကိုကျွန်တော် download လုပ်အောင်download လုပ်ရမယ်ဆိုတော့ဒီကျွန်တော်ကတော့ down ပြီးပေါ့နော် down G7 เนาะG7 CNGROI Android 15 Android 14 Android 14 Android 14ဆက်အဲ့လိုပဲရှင်းလိုက်တော့Samsung မှာ auto flash OCS ဆက်ပြီးလဲ open desktop PM okay AP CP CSC all CSC OCS okay ဒါလည်းမိပါလားdownload file Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ những video hấp dẫn
ဒါကလည်းများများပေါင်းပေါင်းလို့ပြောတာပါလား။လက်ပါဘုရားတော်ဒီတိုင်းမှာရောပြောပြပါလေ။နောက်ကလည်းဒီတိုင်းဒီနမကအနန္တနိုင်ကြပါလိမ့်နော်။ကြမှာကြပါလို့ဆန္ဒရပါလေ။ဒီဝါလည်းလာတဲ့ဒီမှာလို့ပြောတာနိုင်ကြပါလိမ့်နော်။ဘုရား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 ပဲ။မေဘုရားနာOkay flash successful ပြသွားပြီဗောနော်ဒါဆက်ကြည့်လိုက်ကျွန်တော်ကြော်ကြည့်ရအောင်ဒါပဲမြင်